အနုပညာရှင်တွေရဲ့ပုံရိပ်ကအလကားရတာမဟုတ်ပါဘူး Protecting Celebrity Image Rights အနုပညာရှင်တယောက်ရဲ့ပုံရိပ်ကိုကိုယ်ဆိုင်လိုကိုလေးကတ်လိုက်ရုံနဲ့အလကားသုံးလို့ရတယ်လို့ထင်နေကြပါသလားတွေ့ဝိုက်တဲ့နီးနဲ့ကြော်ညာတာတွေကတရားစွဲဆိုလို့ကိုရနိုင်ပါသလားမကြသေးခင်ကအနုပညာရှင်အလင်းရောင်ထုတ်ဖော်ပြောဆိုခဲ့တဲ့ကိစ္စကိုကြည့်ရင်အနုပညာရှင်တွေဟာသူတို့ရဲ့ပုံရိပ်တွေကိုခွင့်ပြုချက်မရှိဘဲနဲ့တွေ့ဝိုက်တဲ့နီးနဲ့အသုံးပြုတာတွေကိုစိုးရိမ်လာကြတာတွေ့ရပါတယ်သွေးဝိုက်တဲ့နီးနဲ့ကြော်ညာတာတွေကတရားစွဲဆိုလို့ရနိုင်လားဖြေကတော့ရနိုင်ပါတယ်မြန်မာနိုင်ငံရဲ့မူပိုင်ခွင့်ဥပဒေအရဖြစ်စေတရားမကြောင်ရဖြစ်စေကာယကံရှင်ရဲ့ခွင့်ပြုချက်မပါပဲစီးပွားရေးအကျိုးအမြတ်အတွက်အသုံးပြုတာဟာတရားစွဲဆိုရောကြေးတောင်းခံနိုင်တဲ့အထိအကျိုးသက်ရောက်မှုရှိပါတယ် Legal actions can be taken for unauthorized useဒါဟာရုပ်တံလွှာဆိုင်ရာအခွင့်အရေးလို့ခေါ်တဲ့ publicity rights ကိုချိုးဖောက်တာဖြစ်လို့ဥပဒေကြောင်းအရအရေးယူလို့ရတဲ့ကိစ္စပါတချို့ကျတော့ငါတို့တိုက်ရိုက်ကြီးကြော်ညာတာမှမဟုတ်တာလို့ရှင်းပြပေးတတ်ကြပါတယ်ဒါပေမဲ့ဥပဒေမှာကရွေချက် intention နဲ့အကျိုးသက်ရောက်မှုတွေကအတိကအရေးပါပါတယ်သင်ဆိုင်ရဲ့ logo ပါနေတဲ့အတွက်ကြောင့်မလို့ဒါဟာကြော်ညာမှုမြောက်နေပြီးအမှုပညာရှင်ရဲ့ပုံရိပ်ကိုအလွယ်သုံးစားလုပ်ရရောက်နေပါတယ်ဒါကြောင့်မလို့လုပ်ငန်းရှင်တွေအနေနဲ့ကြော်ညာမတင်ခင်မှာဥပဒေကြောင်းအရအငင်းပွားဖွဲ့ကင်းရှင်းရဲ့လားဆိုတာနဲ့ပတ်သက်ပြီးတော့မှဒေချာစစ်ဆေးဖို့လိုပါတယ် Ensure legal compliance for your brand. Avoid indirect advertising without permissions. This is my advice for business owner. ကျမတို့ချစ်ရတဲ့အမှုပညာရှင်တွေအနေနဲ့ကလည်းမိမိတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကိုမဆုံးရှုံးစေဖို့အတွက်ဥပဒေကြောင်းအရအကာအကွယ်ရယူထားသင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်See you in my next videos.